တန်ဃာတော်တွေ86ရက်မြောက်ပါပြီအဲ့ဒီမှာ Green Boro မြို့ကိုရောက်တယ်ရှင်အဲ့ဒါသူတို့မိုင်ပေါင်း1900ရောက်ခဲ့ပါပြီအဲ့တော့တလန်းလုံးမှာလဲဆရာတော်ကပြောတယ်တလန်းလုံးမှာလဲလူတွေပြည့်နေပြီးတော့ဒီ resort hotel ကြီးရောက်တော့လေတဲ့လူတွေအပြည့်ပဲတဲ့ဒီ South Carolina လူတွေအားတဲ့အလုံးမသွားကြဘူးလားမသိဘူးတဲ့သူတို့နဲ့အတူတူလမ်းလျှောက်နေကြတယ်ပေါ့ဆရာတော်ကရဲတွေကိုလည်းကျေးဇူးတင်တယ်တဲ့သူတို့လည်းငါရဲ့သင်္ကန်းမှာတဲ့ best တွေပေးထားတာငါလည်းလေးလာပြီတဲ့အဲ့သူတို့ကိုအဆောင်လျှောက်တင်နေပေါ့ fire department emergency ပေါ့မိသားအဖွဲ့ကော police ကောရဲကောဝိုင်းပြီးစောင့်ရှောက်ကြတာပေါ့တလန်းလုံးအဲ့တော့ mayor နေပြီးတော့မြို့တော်ဝင်ကနေပြီးတော့အဲ့ဒီ resort ကြီးမှာ hotel ကြီးမှာခန်းခန်းနာနာကြိုဆိုတယ်ပွဲလုပ်တယ်နောက်ပြီးအဲ့ဒီ mayor ကပေါ့မြို့တော်ဝင်ကဒီ19ရက် January လပေါ့အဲ့ဒီကို2026ကိုတဲ့ Walk for Peace Day ဆိုပြီးသတ်မှတ်လိုက်တာပေါ့သတ်မှတ်လိုက်တော့သူတို့ကအဲ့လမ်းကလည်း Martin Luther King ကလူမဲခေါင်းဆောင်အနေနဲ့ငြိမ်းချမ်းရေးလမ်းလျှောက်ဖူးတဲ့ခွင့်ရေးညီအောင်လျှောက်ခဲ့ဘူးတဲ့လမ်းဆိုတော့အဲ့ဒီပြည်နယ်ကအရန်ပဲဂုံယူတာပေါ့အဲ့ဒီဆရာတော်ကဘာသာရေးနဲ့မဆိုင်ဘူးဒါငြိမ်းချမ်းရေးပေါ့ဘာသာပေါင်းစုံကဒီငြိမ်းချမ်းရေးအတွက်ဒီဗုဒ္ဓဘုရားရှင်တော်မြတ်ရှေးကထုံးစံအတိုင်းဗုဒ္ဓသားတော်တွေကရှောက်လာတာကိုသူတို့တွေကအားလုံးကကြိုဆိုတယ်ပေါ့ဘာသာမတူပေမဲ့လည်းကြိုဆိုတယ်ဘာကြောင့်ဆိုဒါငြိမ်းချမ်းရေးအတွက်ဖြစ်တယ်သူတို့အရန်ကုန်ယူပါတယ်တဲ့ဆရာတော်ကလည်းပြောတယ်အင်းနဲ့ဟိုတယ်ကြီးရတဲ့ငါတို့တွေတဲ့ဟိုထွက်လာတော့ကဒီတဖြည်းဖြည်းနဲ့တဲ့ခါတဲ့ဟိုတယ်ကြီးတွေတဲ့အရန်သားနာတာပဲထင်းကိုမထင်ထားဘူးတဲ့ဒီလိုမျိုးရောက်မယ်ဒါပေမဲ့ငါတို့ခေါ်တာဒုတင်လို့ခေါ်တယ်တဲ့ငါတို့ကဒုတင်ကျင်တာဆိုတော့တဲ့ငါတို့ဟိုတယ်ခန်းထဲမှာမအိပ်ပါဘူးတဲ့ငါတို့မြေကြီးပေါ်မှာပဲအိပ်မှာပါတဲ့ငါတို့ဒုတင်ကျင်တာကမြေကြီးပေါ်ပဲအိပ်ရတယ်တဲ့ဆရာတော်ကပြောတယ်ပြီးတော့ဆရာတော်ကတရားပြောပြတယ်တရားပြောပြတာဒါဒီမြို့တော်ဝင်ကလည်းပြောတယ်ဒီအချိန်ကပေါ့အမေရိကန်မှာလည်းကွဲပြားနေကြတယ်လူတွေကအမုန်းတရားတွေများနေကြတယ်ကဘာကြီးပေါ်မှာလည်းစစ်ဖြစ်မလို့အမျိုးမျိုးဖြစ်နေတယ်ပေါ့အဲ့တော့ကျမတို့မြန်မာပြည်လိုပဲပေါ့အမေရိကန်မြန်မာပြည်ကတော့ပို့ဆိုပါတယ်ဒါမှမဟုတ်ဆရာတော်တွေမြန်မာပြည်လားလျှောက်ပါစေသို့မဟုတ်ရင်မြန်မာပြည်ကဖုန်းတော်ကြီးများလည်းဒုတင်လျှောက်ပြီးတော့တောထဲမှာဒုတင်မထွက်ပဲလမ်းမှာပဲဒုတင်ထွက်လမ်းလျှောက်ပါစေလို့တောင်းစုတောင်းမိတယ်မြန်မာပြည်လဲငြိမ်းချမ်းဖို့တအားလိုနေတယ်လေအဲ့ဒါဒီမေယာပြောတယ်ငါတို့ American နိုင်ငံမှာရောပဲကပါပေါ်မှာရောပဲအမျိုးမျိုးဖြစ်နေတယ်ပေါ့ဆရာတော်ကလည်းပြောတယ်ရသူတို့လည်းဖောက်ပြန်တဲ့အပြင်ဒီ COVID-19 ဆိုတာလဲငါတို့မသေးလို့ကြံတာပေါ့နောက်တစ်ခါဖြစ်ရင်ဖက်နဲ့လုံလဲပေါ့ဆရာတော်ကပြောတာအဲ့တော့ဒါကငိမ့်ချမ်းရေးကငါတို့နင်းနဲ့စနင်းကစပြီးတော့နင်းမိသားစုအားလုံးပြီးလို့ရှိရင်ဟိုလူတွေအားလုံးတစ်မျိုးလုံးတစ်ရွာလုံးတစ်ကပါလုံးအဲ့နောက်ပြီးလို့ရှိရင်မေတ္တာပွားဟိုမေတ္တာကရုဏာပေါ့နော်အားလုံးကိုပွားတယ်အဲ့ဒါကိုအာကာသတွေလွတ်လိုက်ရင်းနဲ့ဟိုဘော်တုံးပုတ်လိုက်ရင်ပြန်လာလို့ပဲအာကာသတွေပြန်ပြီးတော့ကိုယ်ချစ်ချင်းမေတ္တာတွေကောင်းသောကဘာကြီးဖြစ်အောင်လက်ဆောင်တွေပြန်ရမယ်တဲ့အခုငါတို့ရနေတာငယ်လျင်တို့ယောဂါတို့ရစစ်ပွဲတို့ရနေတယ်မှန်လားတဲ့အဲ့ဒါကိုတဲ့ငါတို့ပြန်ပြီးပြောင်းပြရမယ်တဲ့ငါတို့ငြိမ်းချမ်းတဲ့စိတ်တွေပေါ့ပြီးဟိုမိသားစုအားလုံးငြိမ်းချမ်းရင်အာကာသကြီးရလည်းပြန်ပြီးတော့ငါတို့ကောင်းတာတွေပေးမယ်ပေါ့စစ်ပွဲတွေလည်းမဖြစ်ဘူးပေါ့အဲ့လိုဆိုးရွားတာတွေလည်းမဖြစ်ဘူးပေါ့ဆရာတော်ကပြောတယ်နော်နင်တို့ငွေရဲ့အကျေးကျွန်အဖြစ်မခံပါနဲ့တဲ့ငွေကတော့ရှာမှာပေါ့တဲ့သို့တော်လည်းပဲကိုအချိန်ပေးပါတဲ့နှလုံးပေါ်မှာပေါ့နော်ဒီရင်ပတ်လေးကိုဖိပြီးလို့ရှင်သူဖိပြီးတော့ကိုနှလုံးလေးကိုနားထောင်တယ်ဒီနှလုံးလေးကိုနားထောင်ပြီးရင်ကိုချစ်တယ်ပေါ့ I love you ပြောအဲ့လိုနင်တို့ဘယ်နှခါနားထောင်ဘူးလေတဲ့နော်ဆိုနင်တို့ဖုန်းနေနဲ့လည်းအချိန်ကုန်နေတယ်ပေါ့အဲ့တော့
အဲ့တော့ကိုသားသမီးတွေကိုနင်တို့ကအလိုလိုက်တော့တဲ့တချို့ကလေးတွေကလည်း suicide တွေဖြစ်တယ်ငါဆိုအများကြီးကလေးတွေကိုကူညီခဲ့ရတယ်တဲ့ကိုတတ်သိချင်တာဘာကြောင့်ဆိုတော့သူတို့စိတ်သူတို့မထိန်နိုင်လို့တဲ့နင်တို့ကငယ်ငယ်ကလေးကအလိုလိုက်တယ်ကလေးတွေငိုရင်ဖုန်းပေးသုံးလိုက်တယ်မုံကျွေးလိုက်တယ်ဆိုတော့ကလေးတွေကိုငယ်ငယ်ကလေးကအရန်မဲ spoil လုပ်တယ်အလိုလိုက်တာများတော့ကလေးတွေကကြီးလာတဲ့အခါကျတော့လောကဓာတ်နေမခံနိုင်တဲ့အခါကျတော့သူတို့စိတ်ဖြစ်တာတွေမခံနိုင်သူတို့ခံစားချက်တွေမခံနိုင်လို့တော့ထွက်ပေါက်ရှာပြီးတော့တတ်သေးတာတွေဖြစ်တာတဲ့သူတွေကလည်းလူကြီးတွေကလည်း depression စိတ်ဓာတ်ကျယောဂ anxiety နှလုံးခုန်တဲ့ယောဂတွေရကြတယ်တဲ့အဲ့ဒါငါ mindfulness နဲ့ငါကြောင်းမှာအများကြီးကိုငါကဲတင်ပေးတယ်သင်ပေးတယ်တဲ့အဲ့တော့ငါတို့တွေဖြစ်ရလောက်ရမှာတဲ့ရိုးရှင်း mindful ဖြစ်ရမယ်တဲ့ mindfulness ဘာပဲလုပ်အလုပ်တစ်ခုပဲလုပ်အဲ့တစ်ခုအာယုံစိုက်ပြီးလုပ်TV ကြည့်ရင်နဲ့TV ကြည့်ရင်နဲ့အစားစားလိုက်စကားများလိုက်လုပ်နေနဲ့ TV ကြည့်ရင်လည်းကြည့်တာပဲလုပ်အစားစားရင်လည်းအစားစားတာတစ်ခုပဲလုပ်စကားပြောရင်လည်းပြောတာတစ်ခုတစ်ချိန်မှတစ်မျိုးပဲလုပ်ပါတဲ့ပြီးလို့ရှင်တတ်သမီးတွေကိုလည်းပေါ့အလိုမလိုက်နဲ့ပေါ့ဒီဖုန်းသုံးတာဆိုရင်ညမအိတ်ခင်တနာရီဖြတ်တနေ့ကို2နာရီလောက်ဖုန်းသုံးတာကိုဖြတ်ပေးပါတဲ့နင်တို့ဒီဖုန်းတွေမှာအချိန်ကုန်နေတော့တဲ့စိတ်က distract ဖြစ်နေတခြားတွေရောက်နေပြီးတော့ကိုယ့်ရဲ့ mindful မဖြစ်ဘူးပေါ့နော်အသက်ရှူတာလူမျိုးကအသက်ရှူဖို့အသက်ရှူရဲဆိုတာ mindful ဖြစ်ရှူရမယ်သွင်းရမယ်နင်တို့မေ့နေတယ်ဘာကြောင့်ဆိုတနေ့နင်တို့အလုံးနောက်ငွေနောက်အဲ့လိုအာယုံနေနောက်လိုက်နေတဲ့အခါကြတော့တဲ့ရက်ပြီးအသက်ရှူရမယ်ဆိုတာမေ့သွားတယ်တဲ့မေ့တော့တဲ့သေခါနီးကြရင်တဲ့ခါတဲ့နင်တို့ကြောက်လဲကြောက်မယ်တဲ့ဟာဟိုကြောက်လဲကြောက်မယ်သေရမှလဲကြောက်တော့နင်တို့လူပြီးအသက်ရှူမယ်တဲ့အဲ့တော့အမှန်မှာတော့အသက်ရှူတာ mindful ဖြစ်လေ့ကျင့်ထားတဲ့လူကတေခါနီးလဲသူကပြုံလေးတေသွားနိုင်တယ်မှန်လေးရှူပြီးအဲ့တော့အဲ့ဒါမှ rest in peace တဲ့ rest in peace တဲ့အဲ့တော့မှနင်တို့ live ဖြစ်တေပြီးအပေါ် live ဖြစ်မှာတဲ့နင်တို့ဟိုကြောက်လန့်နဲ့ခါတဲ့တေခါနီးလူပြီးရှူနေရင်နင်တို့မြေကြီးအောက်ရောက်သွားမှာတဲ့သူကပြောပြတယ်ငါဘာသာတိမ်သွင်းတာလည်းမဟုတ်ဘူးတဲ့ဒါပေမဲ့ဒီမြတ်စွာဘုရားလေးဒီဝိဇ္ဇာပေါ့ဒီပညာရခဲ့တယ်ပေါ့အဲ့ဒါကိုပေါ့သူသိရှိခဲ့တဲ့ပညာဘာလဲဆို nature သဘာဝတရားကြီးနဲ့ပဲဆိုင်တယ်အဲ့ဒါကိုတကဘာလုံးကိုဒီအသိပညာဝိဇ္ဇာပေါ့ပြန့်သွားလို့ရှင်တကဘာလုံးအေးချမ်းမှုရမယ်ဘယ်လိုနေရထိုင်ရမယ်ဆိုတာသိမယ်အဓိက mindfulness ပြီးလို့ရှင်မေတ္တာတရားပေါ့love ဆိုတာအချစ်ဆိုတာကိုပိုင်ကျင်တာတဲ့ loving kindness ကပိုင်ကျင်တာမဟုတ်ဘူးတတဝါလူတတဝါအားလုံးကိုနော်ကိုနဲ့မဆိုင်တဲ့လူမသိတဲ့လူနော်ရန်သူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကိုကမေတ္တာတရားပွားများတာတဲ့အဲ့လိုမေတ္တာပွားတတ်ရမယ်နောက်ပြီးလို့ရှိရင် mindful ဖြစ်ရမယ်နော် mindful ဆိုတာဘာလို့ mindful ဖြစ်ရမယ်အဲ့ဒါအချိန်မပေးနိုင်ရင်လည်းပေါ်တနာရီ10မိနစ်အဲ့လိုမျိုးချိန်ပေးရင်10နာရီဆိုရင်10မိနစ်ရမယ်ပေါ့နော်နောက်ကိုအားတဲ့ body and mind ရှိတယ်တဲ့ body ကြီးอ่ะတဲ့ကိုယ်ခန္ဓာကြီးอ่ะငါတို့ရှိနေတဲ့ရွေးอ่ะဒီကိုယ်ခန္ဓာကြီးอ่ะအမျိုးစုံဖောက်ပြန်တာတွေဖြစ်မှာပဲတဲ့အဲ့တော့ဆေးရုံနေဆရာဝန်နေ nurse တွေနဲ့ပြရတယ်တဲ့မိုင်းနာကြတော့တဲ့ငါတို့ရဲ့မိုင်းနာကြတော့တစ်ချိန်လုံး monkey လိုပဲတဲ့ရှောက်သွားနေတယ်တဲ့အဲ့ဒါကိုကထိန်းကြောင်းရမယ်ပေါ့နော်မမဉာဏ်ပညာနဲ့ထိတ်ရမှာပေါ့သွားလို့ရှိရင်ပြန်ပြီးတော့ငါသွားစဉ်းစားနေတယ်အဲ့လို acknowledge လို့တိလိုက်ငါစဉ်းစားနေတယ်တိလိုက်ပြီးရင်နှာခေါင်းက breathing ကိုပြန်ယူနော်အဲ့တော့စိတ်က monkey လိုပဲရှောက်သွားနေတာတဲ့အဲ့ဒါကိုထိန်းရမယ်အဲ့ဒီကျင့်စဉ်လေးတွေလှုပ်လို့ရှိရင်ပေါ့အားလုံးကအေးချမ်းမယ်တဖြည်းဖြည်းနဲ့တစ်ကမ္ဘာလုံးပါအေးချမ်းသွားမယ်တဲ့ဆရာတော်ကပြောပါတယ်